Yo ဒီနေ့ video မှာဆိုရင်တော့ကျွန်တော် Comba Uni လေးကိုကျွန်တော်လည်းပြောပြရပါဘောနော်ဒီ Comba ကဆိုရင်ဒီ season 73မှာဆိုရင် free ပေးတဲ့အနီးကလက်နက်လေးပေါ့နော်သူ effect ကတော့ဗာသူချာမရှိဘူးကျွန်တော် Intel ကိုမပြောကွာကျွန်တော်တို့ဘက်ဆံမှာခေါ်ရဆိုရင်မြန်မာလိုဆိုရင်တန်တလွင်ပေါ့နော်တန်တလွင်လို့ခေါ်တယ် Brother တို့ဘက်မှာဘယ်လိုခေါ်မသိဘူးကျွန်တော်တို့ဘက်တန်တလွင်အင်္ဂလိပ်စကားနဲ့ထွက်နေဆိုရင်ကျွန်တော်မိုင်းနေတယ်ဟာ Okay အဲ့ကြောင့်ဒီကောင်လဲဖို့အတွက် token တွေဘယ်နေရာမှာရနိုင်လဲဆိုရင်တော့ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်လည်းပြောပြရပေးပါနော်မသိတဲ့လူတွေအတွက်သိပြီးသားလူတွေလုပ်ပြီးသားလူတွေရပြီးတဲ့လူတွေဆိုရင်ပေးချင်မှာကိုရရဲဆိုတာလက်ကြွားလို့ရပါတော့ကျွန်တော် comment မှာကျွန်တော်ကလေးရတော့စီစဉ်ခပြီးတော့နောက်တရက်လူမှာဆိုတော့ကျွန်တော်ရပါပြီဘာဖြစ်ဆိုရင်ငါ machine ပဲတစ်ဆင်းလောက်အဲ့ကြောင့်ကျွန်တော်တို့ event ဆောင်နေတာတော့ကြအောင်ပေါ့နော်ကျွန်တော်စကားပြောမြတ်ပါရင် sorry ပေါ့နော်ဒီ event နဲ့နေရာထဲဝင်လာပြီးဆိုရင် Market for Very ဆိုတဲ့နေရာသွားရမယ်ပြောမှဆိုရင် view တွေအောက်နေတဲ့တောင်တိုင်းကြီးရွာတို့ဘာတို့တွေပေါ့အေးမျိုးပေါ့ bla 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 okay ငါပြောလို့မပြီးဘူးဒီထဲမှာဆိုရင် machine လည်းရှိမယ် brother တို့ token တွေကိုရမယ်ညီလားလေဒီသူပေးထားမှာကို machine တွေလောက်ပြီးဆိုရင် token တွေရမယ်တစ်ခါ50မဟုတ်100ကြီးရပါပေါ့နော်အဲ့လိုမျိုးကျွန်တော်ပြောပြမယ်ပထမဆုံး event ရဲ့ machine လေးကြာ every category ဆိုရင် very ထဲပြန်มาပြီးဆိုရင်monster တွေရှိမယ် monster တွေကိုကိုဓာတ်ပုံရပေးရမယ်ဓာတ်ပုံရမယ်အဲ့ခါကျရင် machine ပြီးအောင်ဓာတ်ပုံရရဝင်ဘာလို့ဖြတ်မလို့ဒါမဲ့ဓာတ်ပုံရပြီးဆိုရင်သူ့ကနာကန်းပါရင်တော့ခါလေးဆိုရင်တော့ခိုင်ကျုံးကနေလည်းကျွန်တော်မသိဘူးပေါ့နော်အဲ့ဒါကိုကဟိုပြီးဘူးတော့နောက်ပြီး location လဲဆိုဥပမာ very map ထဲမှာဟိုပြောမှဆိုရင်တူတူချထားတဲ့ဟို event ပြောမှဆိုရင် event ကပါလာတဲ့ location ဟိုပြောမှဆိုအရာဝတ္ထုလေးတွေကိုဟိုဓာတ်ပုံရပေးရမယ်အဲ့ဒီအရာဝတ္ထုကနေဆိုရင်လည်းဘာတွေလုပ်လို့ရဆိုရင်ဘာ brother တို့item တွေလည်းရနိုင်ပေါ့နော်ကန်ဆန်းနိုင်တယ်အခါမသိရင်တော့ lobby ရတော့ပေါ့ okay now တနေရာခေးကြ luminous spec invitation ဆိုတာအင်္ဂလိပ်စကားနဲ့ထွက်မှားရင်တော့ sorry ပေါ့နော်ကျွန်တော်စကားပြောတာနည်းနည်းမြင်ရမယ်ဘာဖြစ်ဆိုရင်ငါနည်းနည်းတွေးပူနေလို့ရှိOkay ဒီနေရာမှာဆိုရင် brother တို့ machine လောက်လို့ရမယ့်နေရာဆိုရင်4ခွက်ရှိပဲ4ခွက်ဆိုတော့ဒီတောင်းဘယ်လောက်လဲပေါ့အဲ့ခါကျဆိုရင်12မှန်ရလားထင်တယ်ပေါ့မှန်တယ်ပေါ့အဲ့မှာဆိုရင် brother တို့ even ရဲ့တစ်ခွက်စီမှာဆိုရင်machine တစ်ခုဆိုရင်53ငင်ရတယ်ကွာအေး53ငင်ဆိုရင်အလုံးပေါင်းဘယ်လောက်ရတော့ကိုတွက်ကြည့်လိုက်ကွာမတွက်ပေးနိုင်နောက်တဲ့နေရာကကြာ weekend machine ဆိုတာကအပတ်စဉ်ပေါ့နော်ပြောမဆိုရင်တပတ်မှတစ်ခါတူ reset လုပ်ပြီးတော့ဖို့လည်းပြန်လုပ်လို့ရမှာပေါ့ဒါမဲ့ဒီကောင်လှည့်ရဆိုရင်တော့စောက်ရတာကြာတယ်ကွာအေးဆိုတပတ်တစ်ခါလုပ်လို့ဆိုတော့ကိုတခြား machine တွေပါလုပ်လိုက်ဆိုရင်ပိုပြီးရမြန်တာပေါ့ကျွန်တော်ပြောမစက်နောက်တစ်ခုကြတာ Multi Force Store ကဘယ်လိုလုပ်ရလဲဆိုရင် brother တို့ map ထဲဝင်သွားပြီဆိုရင်ဟောမျိုးဘာတွေကဲပြီးဆိုရင် event item တွေ drop ပြီးမယ်ကွာ event item drop ပြီးဆိုရင် brother တို့ Multi Force Store ထဲမှာလည်းပြန်ပြီးတော့လဲလို့ရတဲ့ token တွေပေါ့ဒီကောင်လဲနောက်ဆိုရင် token လဲတစ်ခါ20ဒါမဲ့တပွဲဝင်သွားဆိုရင်အနည်းဆုံး100ကျော်ပဲရတယ်စီအောင်လို့ဆိုရင်ဒီကောင်ဆိုရင်တန်တော့ပေါ့ကွာဟိုအများကြီးလုံးမဟုတ်ဒါမဲ့ကိုဝင်ဆော့ပြီးဆိုရင်လဲဟိုအထက်ကိုitem လို့ right item လို့လဲကန်ဆန်လို့ရတော့ပေါ့ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပေါ့နော်ကျွန်တော်သိတော့ကိုကျွန်တော်လည်းပြောပြပေးတယ်ကျွန်တော်ပြောတာမှားရှိတယ်နောက်စကားတော့တွေမှားတယ်ဒါမဲ့တချို့မှားတယ်ဆိုရင်ကျွန်တော်ကိုထောက်ပြပေးလို့ရတယ်နောက်ဆိုကျွန်တော်ပြုပြင်လို့ရအောင်ကျွန်တော်ဗီဒီယိုအားပေးတဲ့အတွက်ကိုကျေးဇူးပါလို့နောက်ဗီဒီယိုကြရင်ဆုံကြမယ် bye bye